ခေတ်အခြေအနေအရမြို့ပြမှာနေထိုင်သူတွေဟာလူတိုင်းစိတ်အပြင်ထွက်ပြီးအလုပ်လုပ်ရတာကြောင့်အိမ်တွင်းမှုအတွက်လစ်ဟာမှုတွေများလာကြပါတယ်။ဒီလိုလစ်ဟာသွားတဲ့အိမ်မှုကိစ္စတွေကိုအိမ်နိုင်ရာရောက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပေါ်လာပါပြီ။အိမ်မှုကိစ္စဝန်ဆောင်မှုလုပ်ငန်းသစ်ဟာပြောင်းလဲလာနေတဲ့ရန်ကုန်မြို့ပြလူနေမှုဘဝပုံစံသစ်လည်းဖြစ်ပါတယ်။အိမ်ပေါ်ဈေးကွက်ကလည်းပွဲစားတွေကြောင့်မှိမ့်မိန်လာချိန်မှာဝန်ဆောင်မှုလုပ်ငန်းကိုစတင်ခဲ့တဲ့ကိုချစ်ဦးမောင်ကအိမ်ပေါ်အိမ်ရှင်ဆက်ဆံရေးဟာအရင်လိုမဟုတ်တော့ပဲလုပ်ငန်းခွင်ဆက်ဆံမှုပုံစံအသစ်ဖန်တီးလိုက်နိုင်ပြီလို့ပြောလာပါတယ်။ကျွန်တော်တို့ကအခုဒီကျွန်တော်ဝန်ဆောင်မှုလုပ်ငန်းကယဉ်ကျေးမှုအသစ်ကိုမွေးဖွားပေးတာပါ။ပြောရင်ယဉ်ကျေးမှုအသစ်ကိုမိတ်ဆက်ပေးတာ။ကျွမ်းကျင်တဲ့အိမ်မှုဒိန်းဝန်ထမ်းတွေကအိမ်ရှင်တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးမယ်။အိမ်ရှင်တွေဘက်ကလည်းစမတ်ကြကြနဲ့နောက်ဒီကျွမ်းကျင်ဝန်ထမ်းတွေအတွက်ကျွမ်းကျင်တဲ့နှုံးသားကိုဝန်ဆောင်ခကိုပေးတယ်ပေါ့ဆိုတော့လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက်လာတဲ့သဘောပါတကယ်တော့ဒီကိစ္စကလေအိမ်မှုကိစ္စဝန်ဆောင်မှုလုပ်ငန်းမှာလုပ်ငန်းခွင်မှားယွင်းမှုနဲ့လုံခြုံရေးအတွက်ပါကုမ္ပဏီကတာဝန်ယူထားတာကြောင့်စင်ဒရဲလာအိမ်မှုကိစ္စဝန်ဆောင်မှုဟာအိမ်တန်ရှင်းရေးအလျှော့အဖွတ်နဲ့မိဖို့ကြောင့်လုပ်ငန်းတွေပါဝင်ပြီးအချိန်ပိုင်းနေ့စဉ်နဲ့အသက်စဉ်ဆိုပြီးဝန်ဆောင်မှုကိုပေးနေပါပြီလက်ရှိမြန်မာပြည်မှာအိမ်ပေါ်နဲ့အိမ်ရှင်ဟာကျုံနဲ့သခင်ဆက်ဆံရေးဖြစ်နေတယ်လို့ထင်မြင်နေပြီးခုလိုအိမ်မှုကိစ္စဝန်ဆောင်မှုမှာနီးစနစ်ကြဝန်ထမ်းအဖြစ်လုပ်ကိုင်ရတယ်လို့ဦးအောင်ကျော်မြင့်ကဆိုလာပါတယ်အိမ်ပေါ်ဒီမှာကများသောအားဖြင့်ဘယ်လိုခေါ်မလဲဆိုတော့သူတို့မှာကအလုရှင်နဲ့အလုသမားကြားမှာဆက်ဆံရေးရအစသခင်နဲ့ကျွန်ပုံစံမျိုးဖြစ်နေတယ်အလုရှင်နဲ့အလုသမားပုံစံမျိုးမဟုတ်ဘူးတော့ဒီမှာကြတော့ systematically ကြကျွန်တော်တို့မှာလောက်ရတယ်စင်ဒရဲလာအိမ်မှုကိစ္စဝန်ဆောင်ရေးကုမ္ပဏီရဲ့တနာရီဝန်ဆောင်က2000ပိတ်ရက်တွေမှာတော့2500ဖြစ်ပြီးတပတ်စာ6နာရီအတွက်တစ်လကိုကျပ်4600တနေ့လုံး8နာရီအတွက်ဆိုရင်တစ်လ331,000ဆိုပြီးဈေးနှုန်းတွေသတ်မှတ်ထားပါတယ်အိမ်ပေါ်ထက်ဆိုင်ရင်ဒီလိုအိမ်မှုကိစ္စဝန်ဆောင်ရေးဝန်ထမ်းဘဝကပိုပြီးအာမခံချက်ရှိသလိုဘယ်ဝန်ထမ်းနဲ့ပဲအိမ်မှုကိစ္စကိုလုပ်ကိုင်စီစဉ်နေဆိုလို့ရှိရင်ကုမ္ပဏီနဲ့ညှိနှိုင်းနိုင်တယ်လို့နော်အေးထွေးကပြောပြပါတယ်ရိုးရိုးအိမ်ပေါ်သွားပြီးလုပ်တဲ့လူနဲ့ကျမတို့ကုမ္ပဏီကလုပ်တဲ့လူချင်းကတော့ကွာပါတယ်။ကွာတယ်ဆိုတာကျမတို့ကကုမ္ပဏီမှာလုပ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့နောက်ခံမှာအာမခံချက်ရှိတယ်ပေါ့နော်။ကုမ္ပဏီကအလဲကျလွတ်ပေးရင်လည်းလွတ်ပေးတယ်။ဒါမှမဟုတ်ရင်ကိုတယောက်တည်းသူကလိုချင်တယ်ဆိုရင်တော့ကိုကုမ္ပဏီအကြောင်းကြားပြီးတော့တိုင်ပင်ပြီးမှညှိယူရတာပေါ့နော်။